နာမချောကလက်ဟာဂျပန်နိုင်ငံကနာမည်ကြီးချောကလက်ကုမ္ပဏီ Ross ကစတင်ဖန်တီးခဲ့တဲ့ကမ္ဘာကျော်ချောကလက်အမျိုးအစားတစ်ခုပါဂျပန်ဘာသာစကားမှာနာမဆိုတဲ့စကားဟာလက်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ချောကလက်လောကမှာတော့ဒီစကားလုံးကခရင်ဒါမှမဟုတ်ထောပတ်လိုမျိုးအစီဓာတ်ပါဝင်မှုများတဲ့ချောကလက်အမျိုးအစားကိုညွှန်းဆိုတာပါနာမချောကလက်ဟာတာမန်ချောကလက်ဘားတုံးအနေနဲ့လုံးဝကွဲပြားပါတယ်။ပါဝင်ပစ္စည်းတွေထဲမှာချောကလက်အပြင်လက်ဆက်တဲ့နို့ခရင်ကိုအချိုးစားများများထည့်သွင်းထားတာကြောင့်ဂရင်းနဲ့ရောက်တာနဲ့ပျော်ဝင်သွားတဲ့နူးညံ့ချောမွတ်တဲ့အနေအထားကိုခံစားရရှိစေပါတယ်။နွားနို့ခရင်အစ်စ်ကိုအသုံးပြုထားတာကြောင့်နာမချောကလက်ဟာတက်တန်းတူတောင်းပါတယ်။အေးခဲနေမှာသေချာသိမ်းဆည်းထားဖို့လည်းလိုအပ်ပါတယ်။နာမချောကလက်ကိုများသောအားဖြင့်စတူယန်ပုံစံအတုံးလေးတွေလှီးပြီးကိုမုံနဲ့ဖြန်းထားလေးရှိပါတယ်။အေးကနေထုတ်ပြီးနည်းနည်းအနှွေးတက်ရလာချိန်မှာစားသုံးရင်အကောင်းဆုံးအရသာကိုခံစားရရှိစေတယ်လို့လည်းသိရပါတယ်ရှင်။